မင်္ဂလာပါညီမတို့ Cherry Current ထဲမှာဒီနေ့6ရက်နေ့အတွက်ကားငှားချပေးဖို့အတွက်ကား6စီးရှိပါတယ်အခုကစုံနံပါတ်မှနံပါတ်တွေခွဲနေရတာဆိုတော့ညီမမှာစုံနံပါတ်တစ်စီးရှိမယ် 2H Honda Fit G ဆေးရပါမယ်ကားလာစာ9သိန်းမှာကျန်တဲ့ကားတွေအလုံးကတော့မနံပါတ်တီးတန်မှာလုပ်ငန်းသုံးက3စီးရမယ်4တစ်စီးရှိမယ်သူက pick up အကြီးစားလေးပေါ့နော်သူကလာစာ8သိန်းနောက်ထပ်က Star Red တစ်စီးရှိမယ်သူကလာစာ10သိန်းပြီးတော့လုပ်ငန်းသုံးကတပည့်ကလေးတစ်စီးရမယ်သူကလည်းလာစာ10သိန်းမှာနောက်ထပ်မတူရွှေ9ရပါမယ်20က2စီးပါအဖြူရောင်ကလည်း20ခဲရောင်ကလည်း20လာစာ12သိန်း2.5 ကအနက်ရောင်တစ်စီးရမယ်သူကလည်းလာစာ12သိန်းမှာနောက်ထပ်အာတီကာတိုက်တီတစ်စီးရမယ်လာစာက18သိန်းမှာရှင်ကားငှားလိုအပ်လို့ရှိရင်ညီမစီကိုဓာတ်ရိုက်ဖုန်းဆက်သွယ်ပေးပါကျေးဇူးအများကြီးတင်ပါတယ်ရှင်